ရန်ကုန်မြို့ဗဗရဲမြို့နယ်ရှိ32nd Beautyland Hotel တွင်အော်တိုဘော်လ6ရက်နေ့ကဖြစ်ပွားခဲ့သောအမျိုးသမီးငယ်တူဦးကိုရရဆက်ဆက်တပ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်မှု၏တရားခံနှင့်ပူးပေါင်းပါဝင်သူတို့ကိုယနေ့အော်တိုဘော်လ10ရက်တွင်ဖမ်းဆီးရမိပြီးဖြစ်ကြောင်းတာဝန်ရှိသူများကသတင်းထုတ်ပြန်လိုက်ပါသည်။အော်တိုဘော်လ6ရက်နေ့ပိုင်းမှာဗဗရဲမြို့နယ်32nd Beautyland Hotel အခန်းနံပါတ်902ရဲ့ပရင်ပေါက်အပြင်ဘက်အဲကွန်အော်တိုနှစ်ခုကြားကအမိုက်အိတ်အတွင်းမှာတေဆုံးနေတဲ့အမျိုးသမီးငယ်တဦးကိုစတင်တွေ့ရှိခဲ့တာပါစစ်ဆေးချက်များအရတေဆုံးသူဟာမဆုမြတ်ဝင်း23နှစ်ထပြီးရရဆက်စွာတပ်ဖြတ်ခံထားရတဲ့အပြင်ဝင်းတွင်ကလေးစားများနှင့်ဝဲဘတ်ပေါင်အသားများလှိဖြန့်ထုတ်ယူထားခြင်းခံထားရတာကိုတွေ့ရှိခဲ့ရပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏အမြန်ဆုံးစုံစမ်းဖော်ထုတ်မှုအရာပြစ်မှုကျူးလွန်သူများဟာတာကေတာမြို့နယ်မှအောင်ခန့်ကျော်စင်း2028နှစ်နဲ့၎င်းရဲ့ရည်စားဖြစ်သူဗဟန်းမြို့နယ်မှအေမွန်အောင်28နှစ်တို့ထကြောင်းသိရှိရပြီးအော်တိုဘာလ9ရက်လယ်ပိုင်းမှာ၎င်းတို့2ဦးကိုနေအိမ်အသီးသီးကနေဖမ်းဆီးရမိခဲ့တာပါတရားခံအောင်ခန့်ကျော်စင်းဟာဂိမ်းအလွန်အကျွင်းကစားသူဖြစ်သူလို့လူတက်အလောင်းဖျောက်တဲ့နိုင်ငံခြားရုပ်တံဇလန်တွဲတွေကိုဆွဲဆွဲလန်လန်ကြီးရှုသူဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်အော်တိုဘာလ9ရက်နေ့မှာ Telegram ကနေသစင်တေဆုံးသူမဆုမြတ်ဝင်းကိုအခချင်းငွေညာပျော်ပါဖို့ခေါ်ယူခဲ့ပြီးဟိုတယ်အခန်း902မှာပျော်ပါနေစဉ်မှာပဲသူကြည့်ရှုခဲ့တဲ့ဇက်ကားတွေကဇက်ကောင်တွေအတိုင်းအတူယူပြီးအသင့်ဆောင်ထားတဲ့စတီဒါနှချောင်းနဲ့ရရဆက်စားတက်ဖြတ်ထဲတာဖြစ်ပါတယ်။အဲဒီနောက်မှာဝင်းတွင်းကလေးစားတွေနဲ့ဝဲဘတ်ပေါင်အသားများကိုလှိဖြတ်ထုတ်ယူပြီးစွန့်ပစ်ခဲ့ပါတယ်။ဒီလိုပြုလုပ်ပြီးနောက်တရားခံအောင်ခန့်ကျော်စင်းဟာ၎င်းရဲ့ရည်စားဖြစ်သူအေမွန်အောင်ကိုဟိုတယ်ကိုခေါ်ခဲ့ပြီးအေမွန်အောင်ကလည်းအခန်းတွင်းကသွေးတွေကိုတန်ရှင်းရဲလုပ်တာနဲ့မဆုမြတ်ဝင်းရဲ့အလောင်းကိုဖျောက်ဖျက်ရမှာပူပေါင်းပါဝင်ခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်။အောင်ခန့်ကျော်စင်ရဲ့နေအိမ်ကနေပြစ်မှုကျူးလွန်စဉ်ဝတ်ဆင်ခဲ့တဲ့အဝတ်စားတွေစတီဒါနှချောင်းတေဆုံးသူရဲ့လက်ခိုက်ဖုံးနဲ့အခြားဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်။အခုလိုမျိုးရရဆက်ဆက်ကြမ်းကြောင်တော့တဲ့အလူတတ်မှုကျူးလွန်သူအောင်ခန့်ကျော်စင်ရဲ့အလောင်းဖျောက်ဖျက်ရမှာပူပေါင်းပါဝင်သူအေမွန်အောင်တို့ကိုဥပဒေနဲ့အညီထိရောက်ပင်းထန်စွာအရေးယူဆောင်ရွက်နိုင်ရေးဆက်လက်လက်ဆောင်နေကြောင်းသိရပါတယ်။အခုလိုလူငယ်လေးတွေဟာနိုင်ငံခြားရုပ်တံဇလန်တွဲတွေကိုအတူယူပြီးကောင်းမတ်ဖွယ်ရာကိစ္စမျိုးကိုကျူးလွန်ကြတဲ့အပြင်ဂိမ်းအလွန်အကျွင်းဇွဲလမ်းမှုတွေဟာလည်းဒီလိုရာဇဝတ်မှုတွေဖြစ်ပေါ်စေတဲ့အကြောင်းရင်းတရားဖြစ်နေနိုင်ပါတယ်။ဒီလိုမျိုးစိတ်ပန်းဆိုင်ရာယောဂလက္ခဏာလိုဖြစ်နေသည့်ဇလန်တွဲတွေရဲ့ဂိမ်းတွေကိုဇွဲလန်းရကနေလူတတ်မှုလိုအကြီးကျယ်ပြမှုကျူးလွန်တဲ့ကိစ္စရပ်တွေပေါ်မှာလူမှုအတိုက်ဖွဲနဲ့မိဘတွေအနေနဲ့ဘလို့ကာကွယ်မှုတွေထိန်းချုပ်မှုတွေပိုပြီးလှုပ်ဆင်တင်တယ်လို့ထင်ပါလေ။